သူကတန်ရှင်းရေးလုပ်ရင်းအကိုတွေတိုင်းပညာလေ့ကျင့်တာကိုတိတ်တိတ်လေးကြည့်နေခဲ့ပါတယ်အကိုကြီးက3000 ကီလိုဂရမ်အလေးချိန်ရှိတဲ့ကြောက်တုံးကြီးကိုလက်မအနှဲငယ်ပဲမြောက်တင်နိုင်ခဲ့ပေမဲ့သူထွက်သွားတော့အားလုံးကသူ့ကိုချီးကျူးကြပါတယ်သူကတော့အဲ့ဒီကြောက်တုံးကိုလက်ဝါးတစ်ချက်နဲ့ထိလိုက်တာနဲ့အကွာအဝေး100 မီတာအဝေးကိုလွင့်သွားစေခဲ့တယ်ဒီမြင်ကွင်းကိုတိုင်းပညာကျောင်းရဲ့ဆရာမကြီးကမတော်တဆမြင်သွားခဲ့တယ်သူမကတုံလှုပ်ပြီးကြောင်ပြီးရက်နေခဲ့တယ်သူမကဒီတိုင်းပညာရှင်ကိုအရေးတကြီးရှာခြင်းနေခဲ့တယ်သူမပတ်ဝန်းကျင်မှာကြမ်းတိုက်တဲ့သူမရဲ့အလုပ်သမားချစ်သူပဲရှိနေတာပါဒီလူဟာအဲ့ဒီမှာ9 နှစ်လောက်အစေခံအဖြစ်အလုပ်လုပ်ခဲ့တာပါဒီလူဟာဒီလောက်ကျွမ်းကျင်လိမ့်မယ်လို့သူမကမယုံခဲ့ပါဘူးဒါပေမဲ့ဒီလူဟာကဘာကြီးကိုလွှမ်းမိုးထားတဲ့တိုင်းနဲ့ဖျားဆိုတာကိုသူမကမသိခဲ့တာပါသူကအဆုံးမရှိတဲ့ပြိပခတွေကိုညှင်းငွေ့လို့တိုင်းလောကကနေနှုတ်ထွက်ဖို့ဆုံးဖြတ်ခဲ့တာပါကြမ်းတိုက်တတ်တဲ့လူကိုသူမရဲ့ညီလေးကမထီမဲ့မြင်လုပ်ခဲ့ပါတယ်ပြီးတော့ဓာကြီးကိုထုတ်ပြီးသူ့ကိုထွက်သွားဖို့အတင်းအကျပ်လုပ်ခဲ့ပါတယ်မထင်မှတ်ပဲဒီလူဟာအတွင်သူက short ဖြစ်နေတော့မှပဲပြိုင်ဖက်အဖွဲ့ကသူတို့ကိုစိန်ခေါ်ဖို့ရောက်လာခဲ့တယ်အဲ့ဒီအချိန်မှာမိန်းကလေးဘက်ကရှုံးသွားရင်တိုင်းကြောင်းကိုပေးရမယ်လို့ပြောတယ်အဲ့ဒါကြောင့်သူမငင်းနိုင်ပဲသဘောတူလိုက်တယ်ပွဲမစခင်ပြိုင်ဖက်ခေါင်းဆောင်ကသူ့လက်အောက်ခံတွေကိုတမင်တကာရှုံးပေးဖို့တိတ်တိတ်လေးအမိန့်ပေးခဲ့တယ်မိန်းကလေးကလူကြီးတစ်ယောက်ကိုရှင်ပြိုင်ဖို့ဆေးလွတ်လိုက်တယ်သူတို့နှစ်ယောက်တိုက်ခိုက်နေတော့မှပဲသူကပြိုင်ဖက်ရဲ့အားနည်းချက်ကိုချက်ချင်းသိလိုက်တယ်ဒါပေမဲ့သူ့ကိုဘယ်သူမှဂရုမစိုက်ကြလို့လူကြီးကပြိုင်ဖက်ရဲ့အားနည်းချက်ကိုတမင်တကာမတိုက်ခိုက်ခဲ့ပါဘူးသူကပြိုင်ဖက်ကိုတစ်ချက်တည်းနဲ့ကွင်းပြင်ကိုလွှင့်ထုတ်လိုက်တယ်ပြိုင်ဖက်ခေါင်းဆောင်ကအမျိုးသမီးကိုနောက်တစ်ကြိမ်ထက်ရှင်ပြိုင်ဖို့စိန်ခေါ်တယ်ဒီတစ်ခါတော့သူ့ရဲ့ကိုယ်ခံပညာကျောင်းကိုအလောင်းစားလုပ်ခဲ့တယ်ညီဖြစ်သူကအမကိုရှင်ပြိုင်ဖို့အသေးအတန်တိုက်တွန်းတဲ့အမျိုးသမီးကနောက်ဆုံးတော့ထပ်ပြီးရှင်ပြိုင်ဖို့ဆုံးဖြတ်လိုက်တယ်အဲ့ဒီအချိန်မှာအမျိုးသားကရှေ့ထွက်ဖို့လုပ်ခဲ့တယ်ဘာလို့လဲဆိုတော့သူကအကြီးအကဲဟာပြိုင်ဖက်နဲ့လုံးဝရှင်မရဘူးဆိုတာသိခဲ့လို့ပဲဒါပေမဲ့ညီဖြစ်သူကသူ့ကိုအဲ့ဒီလိုပေးဖို့ကိုပြင်းပြင်းထန်ထန်သဘောမတူခဲ့ဘူးအရေးကြီးတဲ့တိုက်ပွဲတစ်ခုပေါ့ဗျာအကြီးအကဲကသူအနှိမ့်စားရောက်မယ်လို့ပြောတယ်ပြီးတော့ပြိုင်ဖက်ကိုပြင်းပြင်းထန်ထန်တိုက်ခိုက်လိုက်တယ်မမျှော်လင့်ပဲပြိုင်ဖက်ကသူ့ရဲ့ပါဝါကိုတကယ်ပဲဖုံးကွယ်ထားတာပြိုင်ဖက်ကတစ်ချက်ထိုးလိုက်တာနဲ့အကြီးအကဲလေးထဲမြောက်တက်သွားတယ်ကံကောင်းစွာနဲ့ပဲအဲ့ဒီလူကအချိန်မီရောက်လာပြီးသူ့အသက်ကိုကယ်လိုက်တယ်ဒီအချိန်ကျမှသူတို့ကဒါထောင်ချောင်းမှန်းတီးတော့တာပေါ့အဲ့ဒီအမျိုးသမီးကအဲ့ဒီလူကိုယုံကြည်မှုရှိလားလို့မေးခဲ့တယ်ဖြေကောင်းရပြီးနောက်မှာအမျိုးသမီးကနောက်ထပ်ပွဲတစ်ပွဲကစားဖို့အဆိုပြုခဲ့တယ်သူမမှာ9000 တန်တွေကြံသေးတယ်လို့ပြောခဲ့ပါတယ်ဗျာရွှေရောင်ဆန်တဲ့ခေါင်းဆောင်ကချက်ချင်းသဘောတူလိုက်တယ်အဲ့ဒီအချိန်မှာတန်လူကြီးတစ်ခုကကောင်းကင်ကနေကျလာပြီးစစ်မြေပြင်ကိုအကြီးအကျယ်ရိုက်ချလိုက်တယ်အဲ့ဒီနောက်ကမ္ဘာဒုတိယအဆင့်ကျွမ်းကျင်သူတဦးကခုံပြီးရောက်လာတယ်သူကသူ့ရဲ့အရင်ရှုံးနိမ့်ခဲ့ဘူးတဲ့ပြိုင်ဘက်ဟောင်းကိုချက်ချင်းမှတ်မိသွားတယ်ဒါပေမဲ့မိန်းကလေးကတော့သူဒီလိုဖြစ်ရင်တေးနိုင်တယ်လို့ထင်တဲ့အတွက်ကိုယ်တိုင်ဝင်ပြီးပြိုင်မယ်လို့ဆုံးဖြတ်လိုက်တယ်အဲ့ဒီအချိန်မှာအဲ့ဒီသူကသူ့ရဲ့တန်တူကြီးကိုမိန်းကလေးစီကိုပြင်းပြင်းထန်ထန်ဝေယမ်းလိုက်တယ်သူကမိန်းကလေးပေါ်ကိုကြတော့မယ်ဆိုတဲ့အချိန်မှာနောက်တစ်စက္ကန့်မှာပဲသူကရှေ့ကိုတိုးလိုက်တယ်အပိုင်းနဲ့ကြည့်ချင်ရင် comment